ပူမှုစီကသွေးတစ်ဆက်ဟာပကံပြားပေါ်ကိုမတော်တဆလွင့်စင်ကျသွားခဲ့တယ်။စပွဲထိုးကအဲ့ဒီပကံကိုတွားလွင့်ပစ်ဖို့ပြင်လိုက်ပေမဲ့စပူမှုကသူ့ကိုတားလိုက်တဲ့သွေးဆက်ဟာပကံပေါ်မှာထူဆန်းပြီးအမှုပညာလက်ရာတစ်ခုလိုပြန့်နှံ့သွားတာကိုသူမြင်လိုက်ရလို့ပါ။အားလုံးအံ့ဩသွားစေမဲ့စကားတစ်ခုကိုစပူမှုကပြောလိုက်တဲ့ဒီအတိုင်းပဲချပေးလိုက်တဲ့လူတိုင်းကတော့ဒီဆိုင်လေးပျက်စီးသွားပြီလို့ထင်ခဲ့ကြတာပေါ့။ဒါပေမဲ့အစားအသောက်ဝေဖန်ရေးသမားကတလို့မြည်စမ်းကြည့်လိုက်တာနဲ့တင်အမှတ်ပြည့်30မှတ်တမ်းပေးလိုက်ပါတယ်။ပကံပြန်ရောက်လာတဲ့အချိန်မှာတော့တစ်စက်မှမကြံအောင်ပြောင်းစင်နေခဲ့ပြီ။စပူမှုဟာအတိုင်းမသိဝမ်းသာသွားပြီးနောက်ထပ်ဟင်းလျာတစ်ခုပြင်ဆင်ဖို့သူ့လုပ်ပေါ်ကင်ဘက်ကိုအော်ရာပေးလိုက်တယ်။သူကအလှဆင်ဖို့အတီးရွက်တွေကိုလှိဖြတ်ဖို့ပြင်ရင်လက်ညှိုးကိုဓာတ်ချမိသွားပြန်တယ်။ဒီတစ်ခါတော့သူကပကံပြားပေါ်ကိုသွေးတစ်ဆက်တမင်တက်တက်ချလိုက်ပြန်ပါတယ်။ပထမတစ်ခေါက်လိုပဲဝေဖန်ရေးသမားဟာဘာကူမှထူးထူးခြားခြားမရိပ်မိခဲ့ပါဘူး။တကယ်တော့သူကပိုပြီးအောင်သဘောကျနေပုံရပါတယ်။ပကံပြားဟာနောက်တစ်ချိန်ပြောင်းစင်ပြီးပြန်ရောက်လာပြန်တယ်။အဲ့ဒီအချိန်မှာပဲစပူမှုဟာဝေဖန်ရေးသမားမှာထူးခြားတဲ့အကြိုက်အရသာတစ်ခုရှိနေတယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူဟာအနေရများတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။သူကမိဖို့ကြောင့်ဖွဲ့သားတွေရဲ့အကူအညီကိုရယူပြီးနောက်ထပ်ဟင်းလျာတစ်ခုကိုပြင်ဆင်ခိုင်းလိုက်တယ်။ဝေဖန်ရေးသမားကလည်းတကယ်အဖြစ်မှန်ကိုလုံးဝမသိပဲအားရပါရညီရရှက်ရေးစားသုံးနေခဲ့ပါတယ်။သူစက်တိုက်စားနေတာကိုကြည့်ပြီးစပူမှုကဝေဖန်ရေးသမားရဲ့နှလုံးသားကိုသူလုံးဝသိမ့်ပိုက်နိုင်ခဲ့ပြီလို့ထင်မှတ်နေခဲ့တယ်။ဒါပေမဲ့နောက်တစ်ပတ်ကန်ရောက်လာတဲ့အချိန်မှာတော့ဝေဖန်ရေးသမားဟာအစားအစာကိုမျက်စိဆောင်လို့တောင်မကြည့်တော့ပါဘူး။သူ့ရဲ့မျက်လုံးတွေဟာစပွဲထိုးမင်းကလေးစီမှာပဲစူးစိုက်ကြရောက်နေခဲ့တယ်။သူဟင်းလျာတွေကိုစိတ်မဝင်စားတော့ပါဘူး။သူ့အလိုချင်ဆုံးကအဲ့ဒီစပွဲထိုးမင်းကလေးဖြစ်နေခဲ့ပါပြီ။